မင်္ဂလာပါမိကွန်းတွေကိုပြန်ဖြေပေးတဲ့ကဏ္ဍအနေနဲ့ဒီနေ့ပြန်ဖြေပေးခြင်းတဲ့မိကွန်းကတော့နိုင်ငံဝန်ထမ်းနဲ့အစိုးရဝန်ထမ်းကမတူတော့ English လို့ကြကွဲပြားသလားခင်ဗျာတဲ့ဒါကိုကျွန်တော်ကဒီ English လို့ဥပမာလေးတွေနဲ့ပြန်ပြီးဖြေပေးမှာဖြစ်ပါတယ်သူမေးချင်တာကအဓိကတော့တာမန်ဝန်ထမ်းနဲ့အစိုးရဝန်ထမ်းမတူတာကိုသူသိချင်တာဖြစ်မယ်ထင်ပါတယ်ဘာကြောင့်လဲဆိုတော့နိုင်ငံဝန်ထမ်းလို့ပြောလိုက်လို့ရှိရင်နိုင်ငံတော်ကိုကုစားပြုနေတဲ့ဝန်ထမ်းဖြစ်တဲ့ကြောင့်မလို့အစိုးရဝန်ထမ်းတွေကိုရည်ညွှန်းတာလည်းဖြစ်သွားနိုင်တယ်နိုင်ငံဝန်ထမ်းဆိုတော့လေအဲ့တော့အဓိကတော့တာမန်ဝန်ထမ်းပေါ့နော်တာမန်ဝန်ထမ်းနဲ့အစိုးရဝန်ထမ်းဘယ်လိုကွဲသလဲဆိုတာကိုအဓိကသိချင်တယ်ထင်ပါတယ်အဲ့တော့တာမန်ဝန်ထမ်းကိုကျွန်တော်တို့ကဒီမို့နိုင်ငံဝန်ထမ်းကိုကျွန်တော်တို့က non elected workers ပေါ့နော်ပြည်သူလူထုကသို့မဟုတ်အစိုးရအဖွဲ့အစည်းကသို့မဟုတ်လွှတ်တော်ကနေပြီးတော့ရွေးချယ်တင်မြှောက်ထားတဲ့လူမဟုတ်တဲ့အလုပ်သမားတွေကိုဆိုလိုတာပါအဲ့ဒါတွေကိုကျွန်တော်တို့က civil servants ပေါ့နော်ဒီနိုင်ငံတော်ကိုအကျိုးပြုနေတဲ့ဝန်ထမ်းတွေလို့ပြောလို့ရတယ်ဒါကိုအဓိပ္ပာယ်ပြန်ဖွင့်ရင်တော့ people who work in the civil service ပေါ့နော်ဒါနိုင်ငံတော်ကိုအကျိုးပြုမဲ့လုပ်ငန်းတွေမှာလုပ်ပေးနေတဲ့တာဝန်ထမ်းဆောင်နေတဲ့အလုပ်သမားတွေကိုပြောချင်တာပါအဲ့တော့ဘယ်လိုဟာဖြစ်မလဲဆိုတော့ public employees ပေါ့နော်ဒါတနိုင်ငံလုံးနဲ့ဆိုင်တဲ့အသုံးမဟုတ်နိုင်ငံဝန်ထမ်းတွေလို့လည်းပြောလို့ရတယ်ဝန်ကြီးချုပ်လို့တမတလို့မြို့တော်ဝန်လို့အလုပ်သမားတွေမဟုတ်ရင်တာမန်အောက်ခြေဝန်ထမ်းတွေအများစုကရွေးချယ်တင်မြှောက်စရာမလိုဘဲနဲ့ခန့်လို့ရတဲ့အလုပ်သမားတွေပေါ့ဒါတွေကိုကျွန်တော်တို့က government workers လို့ပြောလို့ရတယ်သို့မဟုတ် state employees လို့ပြောလို့ရတယ်အတူတူပဲနိုင်ငံဝန်ထမ်းလို့ပြောလို့ရတယ်သို့မဟုတ်ရင်လည်း bureaucrats ပေါ့ဒါ bureaucrats တောင်မှနေရာမြင့်သွားရင်ယာတူးတွေမြင့်လာပြီဆိုလို့ရှိရင်ဒါရွေးချယ်တင်မြှောက်ရတဲ့ဝန်ထမ်းတွေဖြစ်လာပြီပေါ့ဒါပေမဲ့ကျွန်တော်နိုင်ငံဝန်ထမ်းလို့ပြောလို့ရတယ်ဥပမာဘယ်လိုလုပ်တွေဖြစ်မလဲဆိုတော့ a tax officer ပေါ့နော်ဒီအခွန်ဝန်ထမ်းပေါ့သို့မဟုတ်အခွန်အရာရှိအခွန်ထမ်းအရာရှိပေါ့ teachers ဆရာတွေပေါ့ဗျာဒါဆိုလည်းနိုင်ငံဝန်ထမ်းပဲနော် nurses နော်တယောက်တည်းဆိုတော့ a nurse ပေါ့အများကြီးဆိုတော့ nurses ပေါ့နော်သူနာပြုတွေပေါ့ဗျာသို့မဟုတ် a ministry worker ပေါ့နော်ဝန်ကြီးဌာနအလုပ်သမားပေါ့ဒါတွေကတော့ကျွန်တော်နိုင်ငံဝန်ထမ်းလို့ပြောလို့ရတယ်အစိုးရအဖွဲ့ဝင်လို့တော့ပြောခတ်တယ်ပေါ့ဒါလောက်ဆိုရင်ကျွန်တော်နိုင်ငံဝန်ထမ်းဆိုတာဘာလဲဆိုတာသိလောက်ပြီလို့ထင်ပါတယ်နောက်ထပ်တစ်ဆင့်ကတော့အစိုးရဝန်ထမ်းပေါ့သူတို့ elected workers လို့ပြောလို့ရနိုင်တယ်ဒီမိုကရေစီနိုင်ငံဆိုရင်ပေါ့ဗျာအသုံးမဟုတ်ရင်လည်းရွေးချယ်တင်မြှောက်တဲ့စနစ်ကိုကျင့်သုံးတဲ့နိုင်ငံဆိုရင်ပေါ့ဘာတွေဖြစ်နိုင်မလဲဆိုတော့ government officials เนาะဒါဆိုရင်လည်းအစိုးရအရာရှိတွေပေါ့เนาะ public officials เนาะပြည်သူဝန်ထမ်းအရာရှိတွေတော့เนาะ state officials နိုင်ငံဝန်ထမ်းအရာရှိတွေ authorities เนาะလုပ်ပိုင်ခွင့်ရှိတဲ့အရာထူးအာဏာရထားတဲ့အဖွဲ့အစည်းတွေเนาะလူပုဂ္ဂိုလ်တွေဒီလိုပြောတာဒါကိုကျွန်တော်သိတဲ့ပြန်ခွင့်ရင် officials ဒါဆိုရင်လည်းကျွန်တော်တို့အရာရှိတွေပေါ့ဗျ police officers เนาะဒါဆိုရင်ရဲအရာရှိတွေပေါ့နောက်တစ်ခုကတော့ government representatives တွေပေါ့ဗျာเนาะဆိုရကိုယ်စားလှယ်တွေပေါ့ဒီညမှာ representatives ကိုကျွန်တော်တို့ပြောရမယ်ဆိုရင် democracy နိုင်ငံတွေဆိုရင်တော့ပို့ပြီးတော့ဒီစကားပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့democracy နိုင်ငံတွေမှာဆိုရင်ဝန်ကြီးချုပ်သမ္မတเนาะဒုသမ္မတဒါတွေကပြည်သူကနေရွေးချယ်တင်မြှောက်တာသို့မဟုတ်ရင်လေလွှတ်တော်ကနေပြီးတော့အဆင့်ဆင့်ရွေးချယ်တင်မြှောက်တာအဲ့လိုကိုစားပြုတာကိုကျွန်တော်တို့က representatives လို့ပြောတာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ democracy နိုင်ငံမှာသမ္မတတယောက်ကိုပဲဖြစ်ဖြစ်ဝန်ကြီးချုပ်ကိုပဲဖြစ်ဖြစ်ပြည်သူမကြိုက်ရင်ဖြုတ်ချခွင့်ရှိတယ်เนาะပြည်သူမကြိုက်တာလုပ်တယ်ပြည်သူတို့ကောင်းကျိုးမပေးဘူးဆိုရင်ဇာနာပြပြီးတော့ဖြုတ်ချခွင့်ရှိတယ်ပြည်သူမှာအာဏာရှိတယ်အာဏာရှင်နိုင်ငံเนาะအာဏာကိုလက်နက်နဲ့ယူထားတဲ့နိုင်ငံတွေဆိုရင်ဒါပြည်သူရဲ့ဆန္ဒထုတ်ဖော်မှုကိုလက်မခံတာဖြစ်တယ်ပြည်သူဆန္ဒပြအောင်တော့နဲ့စစ်မပေးတာဖြစ်တယ်democracy เนาะလွတ်လပ်စွာတရားမျှတစွာအုပ်ချုပ်တဲ့နိုင်ငံတွေမှာဆိုရင်တော့ဒီ representatives တွေအားပြည်သူမကြိုက်ရင်ဆင်းပေးရပါတယ်ပြည်သူမကြိုက်ရင်နေရာကနေဖယ်ပေးရပါတယ်အဲ့တော့ဘယ်လိုလူတွေဖြစ်မလဲဆိုတော့ဆောစောကျွန်တော်ပြောခဲ့သလိုပဲ a mayor ဒါဆိုရင်ဒါမြို့တော်ဝန်ပေါ့မြို့တော်ဝန်ဆိုရင်လည်းအစဉ်စဉ်ရွေးကောက်တင်မြှောက်ရတယ်အဲရွေးကောက်တင်မြှောက်ထားတဲ့သူကလာနှစ်လာအချိန်ပေးလို့မှအလုပ်ကိုကောင်းမလုပ်ဘူးသို့မဟုတ်ရင်လည်းရလက်ထွက်လာအောင်မလုပ်ပေးဘူးဆိုရင်ဖယ်ရှားခွင့်ရှိတယ်เนาะပြည်သူရဲ့မဲနဲ့သို့မဟုတ်ရင်လည်းလွ
လွတ်တော်ရဲ့မဲနဲ့ဖယ်ရှားခွင့်ရှိရမယ်နောက်တစ်ခုကကျွန်တော်တို့ minister ပေါ့ဗျာဒါဆိုရင်တော့ဝန်ကြီးပေါ့နော်ဝန်ကြီးဆိုရဌာနတစ်ခုရဲ့ဝန်ကြီးပေါ့ဒါတွေလေရွေးကောက်တင်မြောက်လို့ရတယ် the president ရှင်းလေးပါပဲเนาะသမ္မတပေါ့ဗျာသမ္မတဆိုလဲရွေးကောက်တင်ပြောက်လို့ရတယ်ကိုရွေးကောက်ထားတာကပြည်သူလူထုရွေးချယ်ထားတာကပြည်သူလူထုကိုကိုစားပြုပဲလေနော်ပြည်သူလူထုကိုကိုစားမပြုရင်အဲ့ဒီသမ္မတဟာရွေးကောက်ခံသမ္မတမဟုတ်ဘူးသူနေရာလူယူထားဖြစ်ခိုးယူထားပဲဖြစ်လိမ့်မယ်နော်နောက်တစ်ခုတော့ဥမာ a judge နော်တရားသူကြီးတို့ဒါတွေလည်းအများအပြားအဆင့်ဆင့်ရွေးချယ်ထားရတဲ့သူတွေရှိတယ်နောက်တစ်ခုကတော့ the prime minister ပေါ့ဗျာဝန်ကြီးချုပ်ပေါ့နော်ဝန်ကြီးချုပ်ကိုအဓိကဝန်ကြီးချုပ်နဲ့လည်းပတ်တဲ့နိုင်ငံတွေမှာဆိုရင် the prime minister ဒါတွေကကျွန်တော်တို့အစိုးရဝန်ထမ်းတွေလို့ပြောလို့ရတယ်ဆိုတော့ဒီနေ့ဖြေတာတော့ဝက်ကြတွေပါတော့ပါဘူးပေါ့ဗျာအဓိကသူကဩဟာရ English ဩဟာရလေးတွေကိုပဲသိကျင်တာဆိုတော့ကျွန်တော်ကဩဟာရလေးပြောပြတာဖြစ်ပါတယ်အဲ့တော့သူရဲ့မိကုန်းကနိုင်ငံဝန်ထမ်းနဲ့အစိုးရဝန်ထမ်းမတူတော့ English လို့ကွဲပြားသလားဆိုတော့ဒီလိုလေးတွေကွဲပြားတယ်ဆိုတော့ပြောပြပေးတာဖြစ်ပါတယ်ဆိုတော့ဩဟာရလေးတွေကကျွန်တော်ဒီနေ့ပြလိုက်တဲ့အထက်မှာအများကြီးရောပါသွားတယ်အဲ့တော့ဒီလိုဩဟာရလေးတွေကိုရေရှည်မှတ်မိဖို့ခက်ကြတယ်ဗျာ English ဩဟာရအသစ်တွေကိုမှတ်မိဖို့ခက်ကြတယ်ဆိုတော့အများစုလည်းကျွန်တော်မေးကြတယ်ဆရာကျွန်တော်စာတွေစူးစမ်းမှတ်ကြည့်တယ်မမှတ်မိဘူးမေ့တယ်ဘယ်လိုလုပ်ရမလဲဒီမေးခွန်းဒီလိုမေးတဲ့သူတွေအတွက်ပါကျွန်တော်တခါတည်းဖြေပေးပါမယ်အဲ့တော့ English ဝါဟာရတွေမှတ်မိကြတယ်ဆိုရင်ကျွန်တော်ကျောင်းသားဘဝတုန်းကတော့ငယ်ငယ်တုန်းကတယောက်ပြောတာကြားဘူးတဲ့လူကြီးတယောက်ကပြောလိုက်တာဥမာအင်္ဂလိပ်စကားပြောသင်ယူနေတဲ့လူငယ်တယောက်ကလည်းသူပြောတာကိုလိုက်လုပ်ကြည့်နေတာကျွန်တော်ကိုယ်တိုင်တွေ့ကြရတယ်ပေါ့အဲ့အကြီးတယောက်ကဘာပြောလဲဆိုတော့မင်းတနေ့ကိုကွာတယ်မီးနဲ့10လုံးချက်ကွာတဲ့မင်းရပ်ပေါင်း100เนาะ3လကျော်လောက်3လနီးပါ3လကျော်လောက်ဆိုရင်မင်းစကလုံးပေါင်းဩဟာရပေါင်း100ရပြီတဲ့ပြောစရာကြီးအများကြီးရပြီဆိုတာအဲ့ဒါကြီးကိုကျွန်တော်အဲ့ဒီကလေးကတော်တော်ကြီးဘလိုကြီးလဲပေါ့ကိုယ်တိုင်အင်္ဂလိပ်စကားပြောသင်တယ်ပြီးရင်ဆရာဖြစ်လာတယ်เนาะကျောင်းသားဘဝမှာကလေးကကျွန်တော်အဲ့ဒီအချက်ကိုကျွန်တော်ညှင်းဆန်ခဲ့အခုခင်ဗျားတို့အင်္ဂလိပ်စကားပြောလေ့လာနေတဲ့သူတွေအင်္ဂလိပ်စာလေ့လာနေတဲ့သူတွေလည်းကျွန်တော်ကတိုက်တွန်းတယ်အဲ့ဒီချက်ကိုလုံးဝတားမြစ်ပါတယ်ခင်ဗျားတို့ညံကောင်းရင် dictionary ထဲမှာရှိတဲ့ဝဟာရပေါင်းတောင်းကနန်သိန်းကနန်အလွတ်ချက်စကားမပြောတတ်ဘူးဘာဖြစ်လို့ဆိုဝဟာရသိုံနဲ့စကားမှမပြောတတ်ဘူးဝဟာရသိုံနဲ့စကားမပြောတတ်ဘူးအဲ့တော့ဝဟာရတွေကိုသိပြီးတော့စကားပြောတဲ့ချင်းဘာလုပ်ရလဲဆိုတော့အဲ့ဒီဝဟာရတွေတုံးထားတဲ့ဥမာဝက်ကြလေးတွေနဲ့တွဲပြီးတော့မှတ်ရတယ်တွဲပြီးလေ့ကျင့်ရတယ်ပြီးရင်ကိုယ့်ရဲ့လက်တွေ့စကားထဲမှာထည့်သုံးရတယ်တခါတရံကြောက်လဲကျွန်တော်တို့ကျောင်းသားဘဝမှာလည်းကြုံနေဘူးလေဗျာကိုကဝဟာရအစ်စ်ကငွေကြီးပိုင်းဆိုင်ရာဝဟာရအစ်စ်ကိုရလိုက်တယ်ဒါပေမဲ့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာပြောနေရတဲ့အချစ်အကြောင်းတွေတော့ဘာသာရေးအကြောင်းတွေတော့နိုင်ငံရေးအကြောင်းတွေငွေကြီးပိုင်းဆိုင်ရာမပါဘူးဖြစ်နေအဲ့ဒီစကလုံးကိုတပတ်လောက်နေတော့လေဒီစကလုံး30ရာအချိန်ကြီးပေါ်မလားတလလောက်နေရောလေဒီစကလုံး30ရာအချိန်ကြီးပေါ်မလားဒါဆိုဘယ်လိုလုပ်မေ့မှာပေါ့အဲ့တော့အချင်းနေပေါ်မလာရင်အချင်းတွေကိုဖန်တီးယူရတယ်လုပ်ယူရတယ်ဒီစကားပြောထွက်ဖို့ဒီစကားပြောပြဖို့အတွက်အချင်းတွေကိုဖန်တီးယူပြီးတော့ပြောပါနောက်တစ်ခုကတော့ကျောင်းသားတယောက်နဲ့တယောက်တော့မတူဘူးเนาะသင်ယူမှုကတယောက်နဲ့တယောက်မတူဘူးကျွန်တော်တို့ဆိုရင်ရေးပြီးမှတ်ရတာကိုသဘောကျအဲ့တော့စာအုပ်တွေထဲမှာရေးမှတ်ဝဟာရတွေကိုရေးမှတ်အဲ့ဝဟာရနဲ့တွဲရဲ့ဥမာတွေကိုဥမာဝါကြတွေကိုရေးမှတ်ပြီးရင်ပါဇက်ကပြောလက်ကရေးခဏခဏရေးလိုက်ပြောလိုက်နဲ့ကိုအားတဲ့အချိန်မှာလည်းအဲ့ဒီစကားလုံးအဲ့စကားလုံးပါတဲ့ဝါကြတွေစကားတွေကိုပြောနေတယောက်တည်းဖြစ်ဖြစ်အဖော်နဲ့ဖြစ်ဖြစ်အတန်ထွက်ပြီးပြောနေဒါဆိုရင်အချိန်မုံများလာရင်အဲ့စကားလုံးမမေ့တော့အဲ့ဒီဝဟာရကိုမေ့တော့ပေါ့ဒါကကျွန်တော်အကြိုက်ဆုံးနီးလမ်းပဲအဲ့တော့လူတယောက်ကိုခဏခဏတွေ့ရင်မေ့မသွားသလိုပဲဝဟာရတွေလည်းခဏခဏပြောတာဖြစ်ဖြစ်ကြားတာဖြစ်ဖြစ်မြင်တာဖြစ်ဖြစ်ထိတွေ့မှုရှိရင်မမေ့ပါဘူးနောက်တစ်ခုကတော့ meaning လို့မြန်မာတွေပြောကြတဲ့ဩဟာရတွေကိုတီးသန့်မကြက်ပါနဲ့ကျွန်တော်အဲ့ဒါကိုလူကြီးတွေရောကလေးတွေရောတားပြစေမကြက်ပါနဲ့မထိရောက်ဘူးအဲ့ဒီအစားအထူးသဖြင့် English dictionary တွေမှာဆိုရင်ပိုပြီးကောင်းတယ်အဲ့ဒီအစားဩဟာရတစ်ခုကိုသူတို့ကအောက်မှာဥမာတစ်ခုသုံးမနှစ်ခုနဲ့ပြပေးတာအဲ့ဒီဥမာတွေပါထည့်ပြီးတော့လေ့ကျင့်ပါမှတ်သားပါလိုက်ပြောပါဒါဆိုခင်ဗျားတို့ကအထီးရောက်ဆုံးဖြစ်ပါလိမ့်မယ်ကဲဒီနေ့မိဘကိုပြန်ဖြေတဲ့အပိုင်းကတော့
နောက်ထပ်เนาะကျွန်တော်ပေးခြင်းတဲ့ message လေးပါထည့်ပြီးတော့ပေးလိုက်တာဖြစ်လို့လုံလောက်မယ်လို့ပြောလင်းပါတယ်ပြည့်စုံမယ်လို့ပြောလင်းပါတယ်နောက်ထပ်သင်ခန်းစာတွေနဲ့ထပ်တွေ့ကြသေးတာပေါ့ Thank you so much for watching